ကျွန်တော်နာမည်ကတော့ဒုတိယမောင်မြပါကျွန်တော်ကျောင်းဆက်သားတွေ FC ရဲ့ဒီအသင်းမန်နေဂျာနေရာတာဝန်ယူထားပါတယ်ကျွန်တော်တို့အသင်းမှာဒီ26ဒီနိုင်ငံလေရေးစင်မှာပေါ့နော်ကျွန်တော်တို့ပြန်9ယောက်ထိထားတယ်9ယောက်မှာကျွန်တော်ညီငယ်ကောင်လေးတွေပါတယ်ပြီးတော့စင်ကိုကိုခေါ်နေလင်းဖြိုးပြီးတော့ထပ်ဝေဖြိုးပြီးတော့ဆမ်းမင်းအောင်ဝရိယမို့9ယောက်ထိပါထားတယ်ပေါ့ကျွန်တော်တို့ဒီအခုပြောလို့ပေါ့16ကလည်းကျွန်တော်မျှော်လင့်ထားတာပေါ့ဒီနိုင်ငံလေရေးစင်တော့16ကအများကြီးကျွန်တော်မျှော်လင့်ထားတယ်ဒီကလေးတွေရဲ့ဟိုဟာလဲဒီပထမဦးဆုံးနိုင်ငံအတွေ့အကြုံဟာဒီ16ပေါ့ကလေးတွေအတွေ့အကြုံပြီးတော့ဒီကျွန်တော်တို့ပြိုင်ပွဲရဲ့လို့ပြောရမယ်ကျွန်တော်တို့ဒီနိုင်ငံမှာကလေးတွေအတွေ့အကြုံနဲ့လည်းဒီတတိယလူပွဲကိုအကောင်းဆုံးနိုင်မယ်လို့လည်းကျွန်တော်ထင်တယ်ပြီးတော့တေချာလေးနီးကြတွေရဲ့ပြင်ဆင်မှုတွေအကောင်းဆုံးစူးစမ်းပါကျွန်တော်ဒီကနေပြောချင်ပါတယ်နော်ပြီးတော့ဒီအဓိကကတော့တဖန်ကောင်းပါဗျာကျွန်တော်ပြောချင်တာဒီအခြားပိုင်းတွေတော့ကျွန်တော်ပြောတော့ကလေးတွေ16ကတော့အကုန်လုံးတော်ကြပါတယ်ကျွန်တော်တို့တင်းရကောင်းတွေတော့အကုန်လုံးအခြားတင်းရကောင်းတွေအကုန်လုံးတော်ကြပါတယ်ဟောဒီတတိယလူပွဲမှာကျွန်တော်နိုင်မယ်လို့လည်းယုံကြည်ပါတယ်နော်ဟုတ်ပါအားလုံးဒီ16ဒီလေရေးစဉ်အသိကိုကျွန်တော်တို့ဒီအဓိကအရင်ဆုံးကစားသမားတွေပြောတယ်ကစားသမားတွေအနေနဲ့ဒီလေးတို့အားလုံးဟိုအတင်းအတွက်ကိုပေါ့နော်နိုင်ငံအတွက်ဆော့နေတဲ့အတွက်အားလုံးကိစ္စရတာပဲဒါပေမဲ့ဒီလေးတို့အကောင်းဆုံးပုံစံအနေနဲ့ဆော့ကြပါအကောင်းဆုံးပြင်ဆင်မှုတွေနဲ့ဒီပြတွေရဲ့လမ်းညွှန်မှုအတိုင်းဆော့ပြပါအားလုံးဒီပွဲမှာအနိုင်ရမှာပါကျွန်တော်ယုံကြည်ပါတယ်ပြီးတော့ပရိသတ်တွေပေါ့နော်ဒီထိုင်းဒီလိုက်ပါအားပေးတဲ့ပရိသတ်တွေရောဒီ line ပေါ်အားပေးနေတဲ့ပရိသတ်တွေအားလုံးလည်းဒီပွဲကိုအနိုင်ရရှိမယ်လို့လည်းကျွန်တော်အားလုံးယုံကြည်ထားတယ်ပရိသတ်တွေအားပေးမှုနဲ့ဒီကလေးတွေအောင်မြင်ပါပါကျွန်တော်ယုံကြည်ပါတယ်အများကြီးဟုတ်မျှော်လင့်ထားပါတယ်